Good morning အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ eyesight blog လေးရနေပြီးအားလုံးကိုကြိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ပုံမှန်ဆိုရင်ကျွန်တော်တို့နဲ့အေးရနို breakfast စားပြီးသွားတဲ့ရှင်းသွားပြတာများတာပေါ့နော်ဒီနေ့ကတော့အိမ်မှာပဲကျွန်တော် rest day ဆိုတော့နားမယ်ကျွန်တော်တို့အိမ်တန်ရှင်းလေးပါလုပ်ရင်းနဲ့လုပ်ရှင်းလေးပါကြည့်စောက်လေးပါဖတ်ကိုဝါဒနာပါလေးလေကိုလုပ်ရင်းနဲ့ဒီနေ့ကတော့ဒီမှာပဲနားပါတော့အဲ့တော့အားလုံးပဲဒီဗီဒီယိုလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲကြည့်ဆိုတော့အခုကတော့မင်းမသိရသေးဘူးဆိုတော့မင်းတက်သွားတိုင်းမယ်ကျွန်တော်တို့ပြီးသွားတော့ breakfast စားဝိုင်းတော့ sorry let's go ကြရအောင်ပဲမင်္ဂလာပါအခုကတော့ကျွန်တော်တို့မင်းတက်သွားတိုင်းဝိုင်းဆိုတော့ breakfast နည်းနည်းလေးစားမယ်နည်းနည်းလေးစားမယ်ဆိုတော့ပြီးရင်တော့ထပ်စားမယ်ကျွန်တော်ပုံမှန်ကတော့မျက်နှာပတ်သက်ပြီးသွားရင် breakfast နဲ့စားသွားရင်ဒီ meditation လေးကိုနည်းနည်းလေးလုပ်ဖြစ်တယ်ပေါ့အချိန်အများကြီးတော့မဟုတ်ပါဘူးကျွန်တော်ဖျက်ရှိခိုးတယ်ပြီးသွားရင်ဒီတရားထိုင်တာကကျွန်တော်တို့ပုံမှန်တော့ကျွန်တော်18မိနစ်လောက်ပဲထိုင်ပြတယ်အဲ့မဲ့ပို့ပြီးများထိုင်နိုင်တယ်ပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ရင်တော့အိမ်မှာအခုအိမ်ကြောင်းထားတယ်မကြသေးဘူးနော်ရင်တော့ကျွန်တော်တို့အိမ်မှာပဲဒီဖျားကန်ရှိတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ရောက်တာလည်းမကြာသေးဘူးဆိုတော့ဒီဖျားမပင့်ရသေးဘူးနော်မပင့်ရသေးဘူးဆိုတော့ကျွန်တော်ဒီစိတ်နဲ့ပဲရီမှန်းပြီးတော့စစ်ခိုးရတာပေါ့နော်My leg นี่လိုက်တော့ရောက်ကျင်လာရပါကဲတို့တရားဒီ meditation လုပ်တာပေါ့နော်ကျွန်တော်ချိုးကတော့ထုတ်တဲ့သူတွေရှိသလိုကျွန်တော်မလုပ်တဲ့သူတွေတကလည်းဒါတနေ့ကိုရှားတော့အချိန်လေးပေါ့နော်ဟိုမှာ9မိနစ်ပဲဖြစ်ဖြစ်ကျွန်တော်10မိနစ်ပဲဖြစ်ဖြစ်ကိုရတဲ့လောက်လေးအချိန်လေးမှာလုပ်ကြည့်စေချင်တယ်ပေါ့နော်ညာကြီးလဲကိုစိတ်တွေအများကြီးအေးချမ်းလာတာကိုလည်းတွေ့ရမှာပေါ့နော်ကဲ let's go to eat breakfast okay တော့ပုံမှန်ဆိုရင်တော့ the grilled chicken and tang spicy sauce ဆိုပုံမှန်ဆိုရင်တော့မနှက်စာရင်တော့မင်းစီစံပဲပြုံးနဲ့ကျုပ်ဖတ်ပေါ်နှလုံးစားကြတာပေါ့နော်ဒီမှာတော့သမင်းစီစံမတွေ့သေးဘူးဆိုတော့သမင်းနဲ့စက်သားနဲ့ဆိုင်မလုံးတော့သေးတယ်ဆိုတော့ကဲကျွန်တော်စောင့်နေနေပဲအဲမိဖို့ကြောင်လေးကိုရှင်းလင်းလိုက်တော့နော်ဒီကြောင်ပါ6သုံးလို့မရဘူးနော်လည်းပဲရှင်းအောင်လည်းပဲကဲ so
Sorry ကဲခုဆိုရင်ဒါလေးကတော့ကျွန်တော်စားနေကြ breakfast လေးပါကဲစားလိုက်ပါဦးခင်ဗျာအိုက်ဆန်နေပါပြီVery good. Okay, ခုတော့စားလို့လည်းပြီးသွားပြီဆိုတော့မီးပူတိုင်းလိုက်ပါဦးမယ်ကျွန်တော် Let's go. ငါတဲ့ကွမျိုးတွေပဲပတ်ခဲ့ရတဲ့အဲ့ဒီပါငါမင်းစိတ်ချိုက်ဖွင့်ပြလိုက်ပိတ်ပြလိုက်ကားလေးချက်လို့ပါမင်းရှိမမရတီနေနိုင်မို့ဒီလေးစီလို့ကျူရှောက်ကိုပြီကဲအဲ့ဒါတော့ယူလေတိုက်လိုက်ပါဦးမယ်ကျွန်တော်အိမ်မှာလို့မီးပူတွေပါတိုက်မှန်လို့ပါလို့ခေါ်နော်$1ဟောရပြီပါဒေါ်လာပေါင်းတော့ပါကဲခုဆိုရင်တော့နောက်ဆုံးအင်ဂျင်ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအင်ဂျင်လေးပြီးသွားရင်တော့သမင်းတစ်ဆောင်ဖြစ်ပါတယ် Time to eat lunch because I am so hungry Okay, don't forget to drink water, okay? Okay, so ခုကတော့ကျွန်တော်တို့နေ့လေတော့ဆောင်ပြပါတယ်အားလုံးပဲလိုက်ခဲ့ပြီပါမို့အားအောင် Let's go to eat lunch Sorry, Nepal. This is sunny day. Khi rồi mà chúng ta mới sẽ dầu rồi này chúng ta này ra ngoài rồi nhưng mà đồ màu hai đồ màu rồi á ok rồi open đi khắp tôi giả rồi thằng ăn gài nó không mà nàng mà Now I'm go back to home. Và sẽ xoay lại thôi. Okay, အားလုံးပဲကျွန်တော်ထမင်းစားပြီးတော့ပြန်ရောက်ပြီဆိုတော့ခါကြတော့အိမ်မှာနေ့လည်းပဲရှိသေးတယ်ဆိုတော့ငါအနေနဲ့ဒီနေ့ကတော့စာအုပ်လေးဖတ်မယ် YouTube ကနေကြည့်ရရှိတဲ့ဗီဒီယိုလေးတွေကျွန်တော်တို့ကြည့်လိုက်မယ်ဒီက English language ကိုလည်းကျွန်တော်တို့ပို့ပြီးတိုးတောင်လေ့လာတဲ့တယ်ပေါ့နော်ကျွန်တော်နောက်ထပ်အဲ့ဒါမှပို့ပြီးတော့ကို
ဘာတွေလုပ်ချင်လဲဆိုတဲ့ຢာတွေကိုအများကြီးထပ်ပြီးတော့လုပ်ခွင့်ထည့်ရအောင်ဆိုတော့ကျွန်တော်တို့စာအုပ်ကတော့ကျွန်တော်ခိုင်ကြရင်တော့စာအုပ်နဲ့ဖတ်တယ်ခိုင်ကြရင်တော့ဒီရှင်တို့ကနေပဲတွားပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုတော့ကိုဖတ်ချင်တဲ့စာအုပ်တွေအမှအများကြီးရှိတယ်။ကျွန်တော်ကြိုက်တဲ့ကိုကပါကြိုက်လေကိုကြိုက်တဲ့စာအုပ်ကိုရွေးပြီးတော့ဖတ်လို့ရပါဘူး။ Okay အားလုံးပဲစာအုပ်လေးဖတ်လိုက်ပါဦးမယ်။ပြီးသွားရင်တော့ဂျူဂျီအင်တန်ရှင်းရတဲ့နေ့ဆောင်တော့ကြရင်အင်တန်ရှင်းလုပ်မယ်။ပြီးသွားရင်တော့ဒီမို့ဒါလေးကတော့ခုနကထောက်လို့ပြီ Let's go စာအုပ်တော့ဖတ်ဖို့ရဆိုတော့အိမ်ငိုင်သွားပြီခဏတော့အိမ်လာပါနိုင်ပါလားပါပဲ